ယောသမီးတယောက်ကဘာမှအပြစ်မရှိဘူးရုပ်လဲချောတယ်နော်ကိုချင်းတရားလည်းဓမ္မကောင်းတယ်ဒါပေမဲ့လို့သူ့ကိုနှစ်သက်တဲ့ယောက်ျားမရှိဘူးဆိုတာဒါယုံကြည်နိုင်သလားဆိုတော့မဟောဒရာဗဏိတကဖြေတယ်တတ္တဟာမိမဟာရာဇာသူယုံပါတယ်တဲ့လက်ခံတယ်တဲ့ပုရိသောဒုပ္ပဂောတိယယောက်ျားလှုပ်တဲ့ပုဂ္ဂိုလ်ကဘုံကံနေတဲ့လူဆိုလို့ရှိရင်ဘုံကံကြီးမားတဲ့အမျိုးသမီးကိုစိတ်ဝင်စားမှုတဲ့ဒါခြေဆက်မဆုံးဘူးလို့ပြောမှာပမာလို့တော့နော်ခြေဆက်မဆုံးဘူးတဲ့မဆုံးနိုင်ဘူးတဲ့တရားတိရိစကာလကဏိစနသမေတိကုရသနာလောကမှာတဲ့ဂုံကျက်သည်ရှိတဲ့ပုဂ္ဂိုလ်နဲ့ဂုံကျက်သည်ရုပ်တဲ့ပုဂ္ဂိုလ်ဟာဘယ်သောအခါမှပေါင်းစည်းမိခြင်းမရှိနိုင်ပါဘူးတဲ့ဒါလူသဘာဝပါပဲလို့ဘုရားလောင်းကတော့ရှိနိုင်တယ်ဆိုတာကိုထောက်ခံပြီးတော့ပြောကြားလိုက်တဲ့အခါမှာဥဒ္ဓမရဒေဝီကအသက်ချမ်းသာရသွားတယ်ကျေးဇူးတင်တဲ့မဟောဒရာကိုအနိုးဆိုရင်သူဟာအသက်ခံရမယ့်သဘောဖြစ်သွားတယ်အဲ့ဒါလို့ပြဿနာတစ်ခုကိုဒီလိုဖြေရှင်းလိုက်တဲ့အခါမှာဘုရင်ကြီးကလည်းပဲကျေးဇူးတင်သွားတယ်အကယ်၍မဟောဒရာသာမရှိဘူးဆိုလို့ရှိရင်သူ့မှာမိဖုရားတူဆုံးရှုံးသွားနိုင်တယ်သေနကလို့ဆိုလို့ရှိရင်ဒီမိဖုရားကိုသူသေတံပေးမိမှာပေါ့ခုမဟောဒရာရဲ့ကျေးဇူးကြောင့်ဒီမိဖုရားကိုသူမဆုံးရှုံးတာဖြစ်တယ်ဆိုပြီးတော့ခြေနှပ်ပြီးတော့စုငွေတသိန်းဘုရင်ကြီးကဆုချတယ်ကက်ရှ်တောင်းပေးတာနော်စုငွေတသိန်းတခါလည်းပေးတယ်ဒါဆောင်ပေးတာအဲ့တော့ဥဒ္ဓမရဒေဝီကလည်းပဲမောဒရာကယ်ပေလို့သူအသက်ရှင်ရတယ်ဆိုပြီးတော့ဘုရင်ကြီးစုကိုခွင့်တောင်းတယ်မောဒရာကိုသူ့မောင်လေးအဖြစ်မွေးစားပြရစေသူ့ကြောင့်အသက်ရှင်ရတော့မောဒရာကိုမောင်လေးဖြစ်မွေးပြရမွေးစားဘုရင်ကြီးကလည်းခွင့်ပေးလိုက်တယ်နောက်ဆုံးမှာစားစရာတောက်စရာတွေတွေ့တဲ့အခါမှာမောဒရာစီသူပို့ကျင်တယ်ဆိုရင်အချိန်ရှိသည်ဖြစ်စေအချိန်မရှိသည်ဖြစ်စေပို့ခွင့်ဘုရင်နန်းတော်ဆိုတာအချိန်နဲ့အချိန်တကားပိတ်ထားတယ်ပါရှိတယ်အဲ့ဒီလိုအခါမျိုးမှာစားစရာတောက်စရာကိုမောဒရာအိမ်ကိုပုတ်ပေးခွင့်ဆိုတဲ့အခွင့်အရေးကိုပါတောင်းဆိုလိုက်တော့ဥဒ္ဓမရဒေဝီဟာဒီအခွင့်အလမ်းကိုလည်းပဲရရှိထားတော့မောင်နှမအဖြစ်သူဟာမွေးစားခြင်းကိုခံရတယ်တဲ့ဒါနန်းတော်ရောက်ပြီးတော့ဆုလိုက်ရတာ၄ချိန်မြောက်ဆုလိုက်ရခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒါလို့ဖះလောင်းဟာပညာစွမ်းနဲ့အခက်အခဲတွေမှန်သမျှကိုဖြေရှင်းပြီးတော့ပြည့်လည်အောင်ဆောင်ရွက်ပေးနိုင်တာဟာပညာရဲ့အစွမ်းစားပဲဖြစ်တယ်ပညာဆိုဒီမှာဘယ်သူမှဒုက္ခမပေးဘဲနဲ့အလုံးကိုပြည့်လည်အောင်ဆောင်ရွက်ပေးနိုင်တဲ့စွမ်းတတ္တိတစ်မျိုးဖြစ်တယ်ဆိုတာကိုသိရှိနားလည်ပြီးဘုန်းကြီးတို့တွေလည်းအရာရာမှာဆင်ញင်စဉ်းစားတဲ့ပညာအရည်ချင်းတွေတိုးပွားအောင်တို့တွေသတိထားပြီးကြိုးစားကြရမှာဖြစ်တယ်လို့ကိုယ်စီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း